င်လေဝေတမလို့ဘဝခရီးလမ်းကိုအစိုးကြီးပဲထွက်သွားခဲ့သူအဖေမိသားစုထမင်းဝိုင်းလေးကအဖေမရှိလေတော့အသက်မေပါပြီလေသားတို့ခွေခွာပြီးဘေးစီများရောက်နေပြီလေအဖေလောကကြီးအလေတော့ကမီပင်လေဝေတမလို့ဘဝခရီးလမ်းကိုအစိုးကြီးပဲထွက်သွားခဲ့သူအဖေမိသားစုထမင်းဝိုင်းလေးကအဖေမရှိလေတော့အသက်မေပါပြီလေသားတို့ခွေခွာပြီးဘေးစီများရောက်နေပြီလေအဖေအဖမေသားဘဝနဲ့ရုန်းကန်ခဲ့ရပါတယ်အဖေကျုံလာတဲ့အခက်ခဲများကိုအားတင်းလို့ကြိုးဖြတ်လို့သာလေအဖေအကြောင်းနေပြောရင်းနဲ့အမေပါရင်ငါစီးကြောင်မြည်တွေခန်း၆ခါမှသွားခဲ့လေခဏလေးတော့ပြန်လာပါလားအဖေမျိုးသားမျိုးနီးပြန်မလာလေတော့အဖေသားတို့မိသားစုကိုစိတ်ချလို့ထားနေပြီလားအဖေအဖေမရှိတဲ့သားတို့ဘဝတွေခဏလေးပြန်ပြီးနှစ်သိမ့်လေပါအဖေတမလွန်ဘဝခရီးကနေခဏလေးပြန်ပြီးနှစ်သိမ့်ပေးပါအဖေတမလွန်ဘဝခရီးကိုအစိုးကြီးပဲထွက်ခွာသွားတဲ့အဖေရဲ့အဖေမရှိတော့တဲ့သားတို့ရဲ့မိသားစုဘဝလေးကိုခဏလေးလောက်ပဲဖြစ်ဖြစ်လှည့်ကြည့်လို့ပေးပါဦးအဖေရဲ့အတူတူလက်ဆောင်စားခဲ့တဲ့ထမင်းဝိုင်းလေးမှာလေအဖေမရှိလေတော့အသက်မဲ့ခဲ့ရပါပြီဖေဖေရဲ့ကြုံလာသမျှလောကရန်တရားတွေကိုလေအဖမဲ့သားဘဝနဲ့ရုန်းကန်နေရပါတယ်အဖေရဲ့ရုန်းကန်နေရပါတယ်အဖေအကြောင်းတွေကိုပြောရင်းနဲ့အလိုလိုကြလာတဲ့အမေပါးတွေကမျက်ရည်စတွေကိုတုတ်ပေးဖို့ခဏလေးလောက်ပဲဖြစ်ဖြစ်ပြန်လာခဲ့ပါအဖေရဲ့ခဏလေးလောက်တော့ပြန်လာခဲ့ပါအဖေလောကကြီးအလေတော့ကမီပင်လေဝေတမလို့ဘဝခရီးလမ်းကိုအစိုးကြီးပဲထွက်သွားခဲ့သူအဖေမိသားစုထမင်းဝိုင်းလေးကအဖေမရှိလေတော့အသက်မေပါပြီလေသားတို့ခွေခွာပြီးဘေးစီများရောက်နေပြီလေအဖေအဖမေသားဘဝနဲ့ရုန်းကန်ခဲ့ရပါတယ်အဖေကျုံလာတဲ့အခက်ခဲများကိုအားတင်းလို့ကြိုးဖြတ်လို့သာလေအဖေအကြောင်းနေပြောရင်းနဲ့အမေပါရင်ငါစီးကြောင်မြည်တွေခန်း၆ခါမှသွားခဲ့လေခဏလေးတော့ပြန်လာပါလားအဖေမျိုးသားမျိုးနီးပြန်မလာလေတော့အဖေသားတို့မိသားစုကိုစိတ်ချလို့ထားနေပြီလားအဖေအဖေမရှိတဲ့သားတို့ဘဝတွေခဏလေးပြန်ပြီးနှစ်သိမ့်လေပါအဖေတမလွန်ဘဝခရီးကနေခဏလေးပြန်ပြီးနှစ်သိမ့်ပေးပါအဖေ